ဒါကတော့ကင်းပြည်နယ်ရဲ့အလှဆုံးကြုံတော်ရေတကုံဖြစ်ပါတယ်။ရေကကြည်လင်ပြီးအေးမြနေရတယ်။ကဲကိုလှတယ်ဗျာ။ကျွန်တော်တငယ်ချင်းတွေဒီနေ့ကြုံတော်ရေတကုံကိုသွားပါမယ်ခင်ဗျာ။ကြုံတော်ရေတကုံကိုတော့ဖန်မျိုးကနေသွားခဲ့တာဖြစ်ပါတယ်။လမ်းမှာထီလုံ၊တိုင်းပွဲ၊ကွမ်ဘီ၊ကျိုင်းရွာကြီး၊ပြင်ဘာသာပြန်ပိဋကတ်တိုက်စေတီစတဲ့နေရာတွေကိုဖြတ်သွားရပါတယ်။ကျိုင်းရွာကြီးမှာဆိုရင်ရွှေတကုံပုံတူပြည်သာလင်းအင်းစေတီနဲ့ဘဝရောင်လမ်းမီတိုင်အကြီးကြီးတွေကိုတွေ့ခဲ့ရပါတယ်။လမ်းတစ်လျှောက်မှာတော့ရာဘာပင်တွေလက်ကွင်းထဲမှာရှိတဲ့ထုံးပြပြူစေတီငယ်တွေတောင်ရှုခင်းတွေကိုလည်းတွေ့ခဲ့ရပါတယ်။ကျိုင်းရွာကြီးကိုလွန်တော့ကျွန်တော်တို့တောင်လန်းကိုဆက်တက်ရပါတယ်။ကျွန်တော်တို့တောင်ဆက်တက်ပါပြီခင်ဗျာ။ကျုံတော်ရေကုံကိုရောက်တော့7ခွဲပါပြီ။ဖန်ကနေမနက်9နာရီထွက်ခဲ့တာပါ။ခီးသွားကြချိန်က2နာရီခွဲဖြစ်ပါတယ်။ဒါကတော့ကျုံတော်အဝင်ဝါကဈေးတန်းလေးဖြစ်ပါတယ်။ကျုံတော်ရေကုံထဲကိုစဝင်ပြီးဆိုတာနဲ့ရေစီးတန်ကတင့်ကိုကြိုးစုံနေမှာဖြစ်ပါတယ်။ဝါဒတာထုံးပြပြစေတီစိမ့်ပြကြီးတောက်နေတဲ့ရေပြင်နဲ့တဘာဝအလျောက်စီးကျနေတဲ့ရေစီးတန်ကရင်ကိုအေးမြတ်သွားစေပါတယ်။ဝါဒီပင်မရေတကွန်မှာတော့ရေတကွန်ရှုကင်းနဲ့ကောင်းကင်ကြီးကိုကြည်ချင်းရေကူးလို့အရန်ကိုကောင်းပါတယ်ငါးလေးတွေချစ်မြတ်လို့သူဆိုရင်လေငါးစားတွေကျွေးနိုင်ပါတယ်ဒီတစ်ခေါက်မှာတော့ကျွန်တော်ကဖောင်စည်းကျင်တာကြောင့်ပင်မရေတကွန်မှာရေမကူးတော့ပဲဖောင်စည်းလို့ရတဲ့နေရာကိုသွားခဲ့ပါတယ်ဖောင်စည်းတဲ့နေရာကပင်မရေတကွန်ကိုမရောက်ခင်လေးမှာပါအခုဆိုရင်ကျွန်တော်တို့ကြုံတော်ရေတကွန်ရဲ့ဖောင်စည်းရဲ့နေရာကိုရောက်ပါပြီကဲကျွန်တော်တို့အတူတူသွားကြည့်လိုက်အောင်ဒါကတော့ဖောင်စည်းတဲ့ဂိတ်လေးဖြစ်ပါတယ်ရေကကြည်လေပြီးစိမ့်နေရတယ်ဒီနေရာကနေရာကျဲပြီးရေငိန်တဲ့အတွက်ဖောင်စည်းလို့ရတာဖြစ်ပါတယ်။အေးနေရပဲရေကအခုကျွန်တော်မတ်တက်ရက်နေတဲ့အနေထားလောက်ပေါ့နော်။နေရပူပေမဲ့လည်းရေကအေးတော့လေ။ဘာဝအတိုင်းအေးတော့ထိုးလို့ကောင်းတယ်။လာကျွန်တော်ရေသားကူမယ်။ဝါဖောင်သေးကတနာရီကို1000ခွဲအမိုးပါတဲ့ဝါဖောင်ကြီးက3နာရီကို9000ပါဝါဖောင်ပြင်ဖိုက်ပါလေးလဲစီးလို့ရပါတယ်ရေကကြည်လင်ပြီးတော့အေးမြနေပါတယ်တကယ်တောတောင်တဘာဝါထဲမှာရေကူးရတာဖြစ်တဲ့အတွက်လူရောစိတ်ပါလန့်ဆန်းစေပါတယ်ကျွန်တော်တို့ရေကူးတဲ့နေရာကရေတိမ်ပါတယ်ကျွန်တော်တို့ရေကူးတဲ့နေရာရဲ့အောက်ဖက်မှာတော့ရေစီးတန်ပြီးရေနက်ပါတယ်ဒီရေတကွန်ကတနေရာကနေတနေရာတဆင်ပြီးတဆင့်စီးဆင်းသွားတာဖြစ်တဲ့အတွက်တချို့နေရာတွေကရေနက်ပါတယ်ဒီလိုရေနက်ပိုင်းမှာတော့ရေကူးတက်မှာအဆင်ပြေမှာပါဒီမှာကြာရမမီတော့ဘူးဗောနော်ရေကူးနေရတယ်ကျုံတော်ရေတကွန်ကတော့ကရင်ပြည်နယ်မှာအလှဆုံးနဲ့နာမည်ကြီးဆုံးရေတကွန်ဖြစ်ပါတယ်ကျွန်တော်ရေတကွန်ထဲကြီးသွားရကြားကြည့်ရမရဘူးကျုံတော်ရေတကွန်ကကရင်ပြည်နယ်လှိုင်းပွဲမြို့နယ်မြိုင်ကြီးငူဒေသမှာရှိပါတယ်ရေကထုံးကြောက်တောင်တွေကြားကနေဖြတ်ပြီးစီးဆင်းလာတဲ့အတွက်စိမ့်ပြလှဲ့ပြီးကြီးတောက်နေပါတယ်အလွှာလိုက်ဆင့်စီးဆင်းနေတဲ့ရေတကွန်အလှကတော့ရင်သက်ရှူမောဖွဲ့ရပါပဲတဘာဝတောတောင်တွေကြားမှာမို့လေတုကအရန်ကိုလက်ဆက်ပါတယ်ဖောင်စည်းလို့လည်းအရန်ကောင်းတဲ့နေရာတစ်ခုဖြစ်ပါတယ်ရေကစားလို့လည်းအရန်ကောင်းပါတယ်ရေတကွန်တွေတဘာဝအလှပတွေနဲ့အတူဓာတ်ပုံရိုက်လို့လည်းအရန်လှပါတယ်စိတ်ပန်းဖြစ်ဖို့အတွက်တော့ကောင်းဆုံးနေရာတစ်ခုပါပဲကရင်ပြည်နယ်ကိုရောက်ကျင်တော့ကျုံတော်ရေတကွန်ကိုတွားရောက်လည်ပတ်ဖို့အကြံပြုပါတယ်ဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်တော့လည်းမရရှိုင်းနေကြပါနောက်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်ဆုံတွေ့ပါမယ်ခင်ဗျာ